လင်မြန်းတယောက်ဖျားသွားမလို့ဆိုရမနာမည်ကြီးနေတဲ့ဟိုတောင်ပေါ်ကဖျားကိုသွားမလို့အဲ့နာကအတော်အမားတွေကိုအဖော်စထားပြီးတော့မိုးကရွာချနေတာဘယ်လိုလဲဖျားသွားဘူးမိုးကောင်းချက်ကလန်ထွက်နေတယ်ဟေးမိုးကောင်းချက်ကမိုးကရွာတော့ချင်းရတာအားကြတယ်ဘာမှမဟုတ်ကျွန်တော်တို့လင်မြန်းတဲ့စကားထိုင်ပြောတော့ဗီဒီယိုရိုက်တယ်အားရနေလို့ဒွင်းဒီတစ်လုံးကျွေကြတယ်မဲ့လားမမဲ့တော့မမဲ့ပါဘူးလေတိတ်မကြသေးဘူးဒီဒွင်းရင်ပင်ကတစ်လုံးပဲသီးတယ်အဲတစ်လုံးပဲသီးတဲ့ဟာကျွေကြပါလှနေမယ်ဒွင်းဒီဝါထိုင်နေမဲ့ဘယ်လိုလုပ်တော့မှုရောဒီဒွင်းရင်ပင်ကတစ်လုံးပဲသီးတယ်မမရအပွင့်က9ပွင့်ပွင့်တယ်9ပွင့်မှာတစ်လုံးတင်တယ်ဗျတစ်လုံးတင်တာကလည်းကျွေသွားပြီစောကျွေသွားခွဲတော့ခွဲစမ်းကြည့်ရမယ်ဟာမဲ့နေတာလားအေးအမြောင်းတိုင်းကွဲနေတယ်ဟာမဲ့နေတယ်မဲ့နေပြီလားမသိဘူးမဲ့တော့မဲ့နုမဲ့မွေးနေတယ်ဟေးပါခောက်ခွဲပလိုက်ကောင်းမယ်မြန်မာလိုကြီးခွဲပလိုက်လုံနေတယ်လေမမှတ်ရတယ်နုမဲ့လို့မဖြစ်အစီတော့မရင်ခွဲလိုက်ချိုးလေးဗျဒီမြကလေးလေးအကျိုးပေးနေရောဒီမှာကြည့်ရင်ပေါက်သွားပြီအော်ကလေးလေးကအကျိုးပေးလိုက်တာပဲညီမပဲလားညီမပဲဖြစ်မှာပေါ့ကောင်းတယ်ပေါက်ကြကိုမပေါက်မယ်သူများပေါက်လို့ဝမ်းသာတာပဲဟုတ်တယ်ကိုရတော့ဘယ်တော့မှထီပေါင်းမဲ့ကံမပေါက်အောင်ထင်တယ်6လုံးမပြောနဲ့3လုံးတော့မပေါက်3လုံးမဟုတ်2လုံးလည်းမပေါက်ချိုးလို့ပဲမခွဲလို့တော့မထွက်ဘူးအမွားလှတာပဲဝါခြံထဲကဒွင်းရင်းပင်တွေကတထေးတခါမှဆေးလာမဖျားဘူးဒီနေ့ကတဘာဝပဲသူကလည်းတီးပြီးတာဝဲတော့လာထဲတယ်ဝဲထဲတယ်ပြောမှဝဲထဲတာဟိုတလောတော့ကမှဝဲလာထဲတယ်ဝဲတစ်ခါထဲဝဲတဲ့တစ်ခါပဲလာထဲတယ်သူ့အိမ်ကခြံကတော့သူ့အိမ်ကခြံတထေးအိမ်ကခြံကတထေးပြုစုတယ်ပြုစုလို့4လောက်လားမသိဘူးတီးတယ်အပင်နဲ့မနှဲနေဘူး4လောက်လားမသိတီးတယ်တဲ့ဒီမှာကတော့မနှဲဘူးတီးတယ်အလုပ်ချိုးနေပြီ
ကြော်စားလို့ရတယ်ဆိုတော့ อืม အလုံးနဲ့လည်းမကြော်ရချက်တော်လေးနဲ့စီလေးတက်ပြီးကြော်လိုက်ကောင်း ตามนั้น ဘယ်နှလုံးစီလေးကျွေး3လုံးပြည့်မှာ ဒီပင်ကတစ်လုံးပဲသီးတယ်အလုံးသေးသေးပဲဆိုတော့ကျိုးဆွဲတော့ကကိုကမတက်မဆွဲလာတာအလုံးကသေးသေးလေးอ่ะတေးတယ်ဆိုမှလည်းအရင်သီးလောက်တော့ဖြစ်နေပြီဟာအညာမခိုင်လို့ပြတ်ကြတဲ့ပုံပဲလား အညာနာသွားတယ်ပြည့် အညာနာရောလည်းဖြစ်နေပြတ်ကြ ဒီမှာမဲနုမဲ နုနု နုမဲပုံစံပြည့်မိုးကာကန်စီကမနီးရ မိုးတော့ရွာတယ်ဒီနေ့ဝါထလို့လာတော့မသိဘူး ဝါထမ်းနှစ်ပေါ့ ရောပါမချစ်ရတာဘယ်နေရရှိပြီလဲမသိဘူး 3ရက်4ရက်ဒီနေ့ပါဆို4ရက်ဖြစ်တယ် ဘာလို့မှလည်းမရှိဘူးထိုင်စားသက်သက်ပဲထိုင်စားလိုက်အိတ်စားလိုက်ตายာနေတာပဲ အိမ်ဆိုင်တာရနေမလုံးငတ်ကိစ္စတယ် ဒီမှာကြံပင်စိုက်တာတဲ့ဟာလဲလေတိုက်လို့လဲကြပါကြံလဲစုပ်လို့ရမှာဟဲ့နင်တို့တွေဘာဖြစ်နေကြလဲ ချက်တူရီမို့ဝါစုမို့အများကြီးမမို့လေအများကြီးပဲထွက်နေတို့ချန်နယ်မှာဘာမို့မှမထွက်ဘူးပေါ့ အေး ဝါစုမို့ထွက်နေလား အော်အဲ့ဒီဥစ္စာကဒီမှာမတက်ဘူး ချက်တူရီမို့ ဒီမှာတက်လဲတပွင့်နှစ်ပွင့်ပဲမစားရဘူးကိုပြူတော့ဘာမှမနေဘူးတက်တယ်လေအဲ့ဒီကြက်တူရီမို့ရွာမှာဆိုအများကြီးပေါ့ဘာဖြစ်နေကြလဲနင်တို့တွေတတ်ကျွန်တော်တို့လည်းသူစကားဝင်ပြောလို့ရတယ်နော်ဟုတ်ပါ